နှစ်သိမ့်သုံးစုရရှိတဲ့ကိုစောမျိုးလေးဖြစ်ပါတယ်ခင်ဗျာဟုတ်တော့လိုလိုတာလားလက်တော့လေးကြည့်ပါခင်ဗျာဆက်လက်ပြီးမြန်မာမှုခန္ဓာမှာနှစ်သိမ့်နဲ့ရရှိတဲ့မမီမီကိုလေးအားဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာမြန်မာဝကဏ္ဍမှာနှစ်သိမ့်နဲ့ရရှိတဲ့မမီမီကိုလေးဖြစ်ပါတယ်ခင်ဗျာဒီလိုနေအောင်လဲတွဲလိုက်ပုံစံလေးနဲ့ချင်းပြပေးပါအောင်ခင်ဗျာဒီလိုနေအောင်လဲတွဲလိုက်ပါဒီကယခုလိုစုများချီးမြှင့်ပေးပါတော့အချက်မြန်မာပြည်တက်ပေါ်တင်ဥက္ကရာဦးစစ်သွေးစောအားအထူးကြီးကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်မြန်မာဝကဏ္ဍမှာနှစ်သိမ့်တရားရှိတဲ့ကိုစိုင်းအောင်ကိုဖြစ်ပါတယ်လက်ကုပ်တော်လေးနဲ့ချီးမြှင့်ပေးပါအောင်ခင်ဗျာဆက်လက်ပြီးတော့မြန်မာမှုခန္ဓာမှာတတိယဆုရရှိတဲ့ကိုဆိုင်အောင်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာအခုဆိုတော့မြန်မာမှုခန္ဓာမှာတတိယဆုရရှိတဲ့ကိုဆိုင်အောင်ကိုပဲဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်တို့မြန်မာမှုခန္ဓာမှာတတိယဆုရရှိတဲ့ကိုဆိုင်အောင်ကိုဖြစ်ပါတယ်တတိယဟိုစိတ်မနေโอเคလက်ကိုတလေးချင်းပြပါခင်ဗျာဆက်လက်ပြီးတော့မြန်မာမှုခန္ဓာမှာပထမဆုရှင်မမီမီကိုဖြစ်ပါတယ်ယခုလိုစုများချီးမြှင့်ပေးပါတော့မြားပြီ Newsman ကပိုင်ရှင်